ဒီနေ့ဗီဒီယိုမှာတော့လူလေးမျိုးအကြောင်းကိုမျှဝေကြပါတယ်ခင်ဗျာလူတွေကိုတူတာစုလိုက်ရင်၄မျိုးရပါတယ်တစ်ပတ်ဝန်းကျင်ကိုအပြစ်ပြောပြီးသူကဘာမှမလုပ်တဲ့သူနှစ်ပတ်ဝန်းကျင်နဲ့ရေးလိုက်ငားလိုက်နေပြီးဒီမှန်းချက်မေမေရရမရှိတဲ့လူသုံးအသိပညာတွေနဲ့ကြိုးစားပြီးတော့ရလာတဲ့အောင်မြင်မှုကိုသူ့တူတဲ့ခံစားတဲ့လူလေးအသိပညာတွေနဲ့ကြိုးစားပြီးရလာတဲ့အောင်မြင်မှုကိုအများနဲ့မျှဝေခံစားတဲ့သူဆိုပြီးတော့တူရလေးမျိုးရပါတယ်ခင်ဗျာနံပါတ်၄လူကတော့အညွန့်တူလူနဲ့လောကကိုဥဆောင်တဲ့လူပိသားတဲ့လူဖြစ်ပါတယ်နံပါတ်၄လူကတခြားသူတွေထက်တာတဲ့အရေးချင်း6ရက်သူ့မှာပိုင်ဆိုင်ထားပါတယ်အဲ့ဒီအရေးချင်း6ရက်ကိုတော့နောက်ဗီဒီယိုတွေမှာမျှဝေမှာဖြစ်ပါတယ်ယခုဗီဒီယိုလေးဟာမိတ်ဆွေတို့တွေအကျိုးရှိတယ်ဆိုရင် follow like share လုပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာကျွန်တော်ကတော့ယူမောင်စုစေးဆိုင်ကကိုယူမောင်စုဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ